တချို့သူတွေကရေနဲ့တူတယ်ထိတွေ့တဲ့သူတိုင်းကိုအေးမြစေတယ်တချို့သူတွေကြပြန်တော့မြေကြီးနဲ့တူတယ်သူ့ပေါ်မှာနင်းသွားတဲ့သူတွေကိုတီးခံနိုင်စွမ်းပါရမီရှိတယ်တချို့သူတွေကြတော့လေမုန်တိုင်းနဲ့တူတယ်ကိုယ့်အနားမှာရှိတဲ့အရာတွေကိုအဝေးကိုတွန်းပို့နိုင်စွမ်းရှိတယ်တချို့သူတွေကြတော့မီးနဲ့တူတယ်တောက်လောင်မှုတွေနဲ့အနားမှာရှိတဲ့လူတွေကိုအပူဟတ်စေတယ်တချို့သူတွေကြတော့နေနဲ့တူတယ်အဝေးမှာရှိလို့ရှိရင်လိုအပ်တဲ့အပူချိန်ကိုရတယ်ဆိုပေမဲ့အနီးနားကိုရောက်လာတဲ့ခါကျတော့တေလောက်အောင်ပူလောင်စေတယ်တချို့သူတွေကြပြန်တော့လနဲ့တူတယ်ဝေးမှာရှိရင်အင်းမြတ်တယ်လို့ရှိပေမဲ့သူ့ပေါ်မှာဆိုရင်တော့မငြိညာမှုတွေနဲ့တချို့သူတွေကြတော့တစ်ပင်နဲ့တူတယ်အရေးလည်းပြီးတယ်တီးပွင့်နေလည်းပြီးတယ်အင်းမြတ်မှုလည်းပြီးတယ်စွန့်ပစ်ခြင်းနဲ့ဆိုရင်တော့မှအလွယ်တကူစွန့်ပစ်လို့မရအောင်အမြင့်တွင်နေပြီးတယ်တငယ်ချင်းတို့ရောဘယ်လိုလူမျိုးထဲမှာ